TikTok မှာဓာတ်ပုံတွေပဲရိုက်ပြီးတော့စာလေးနည်းနည်းပဲရေးပြီးတင်နေလားဒီထက်ပို့ပြီးတော့ဗီဒီယိုတွေဘာတွေရောမလုပ်ချင်ဘူးလားဒါနဲ့ပတ်သက်ပြီးတော့အခုပြောပြသွားမှာဖြစ်ပါတယ်ဆက်ပြီးတော့ကြည့်ပေးပါဦးနော်အဲ့တော့ script တွေမရှိလို့မတင်တာလားဗီဒီယိုရိုက်ချင်ရတဲ့ script မရှိလို့မတင်တာလားပေါ့နော်အဲ့တော့script နဲ့ပတ်သက်လို့ကဘူရန်လို့ပါဘူးခုမှစပြီးတော့ဗီဒီယိုရိုက်ချင်တဲ့သူပဲဖြစ်ဖြစ် script မရှိလို့မရရတဲ့သူပဲဖြစ်ဖြစ်ဘယ်လိုစလုပ်အောင်မှမသိတဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်ဒီ account လေးကိုဝင်ပြီးတော့ဒီ message မှာဝင်ပြီးတော့ပေးထားလို့ရပါတယ် script နဲ့ပတ်သက်လို့လိုချင်တဲ့ဟာတွေအကုန်လုံးကို script လည်းရေးပေးပါတယ်เนาะ content creator လုပ်ချင်တဲ့သူတွေအတွက် script ရေးပေးပါတယ်ဘာ script ရေးရမှာမသိဘူးဆိုလဲရှာပေးပါတယ်ကိုရေးချင်တဲ့အကြောင်းအရာတော့တည်တယ် script ရေးရတာအဆင်မပြေလို့ဆိုရင်လည်းscript နဲ့ပတ်သက်ပြီးတော့ရေးပေးပါတယ်เนาะအဲ့တော့အခုကစပြီးတော့ကိုကဒီအခုပုံလေးတွေတင်နေရကနေပြီးတော့ content creator လုပ်လို့ရသွားပြီပေါ့နော်အဲ့တော့ဒီ content creator လုပ်လို့ရှိရင်ဘာတွေလုပ်အောင်မလဲအခုကျွန်တော်က script လေးရေးပေးလိုက်တယ်အဲ့ဒါလေးကိုဒီဖုန်းပေါ်မှာကိုဝါသနာပါတဲ့အကြောင်းလေးတွေပြောပေးရင်ရပါပြီပေါ့နော်အဲ့ဒါနဲ့တဖြည်းဖြည်းသူအတွေ့အကြုံကနေပြီးတော့တင်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့အခုဘာတွေပြောနေလဲဆိုရင်grade 10 11 12နဲ့ပတ်သက်တဲ့ chemistry တွေနဲ့ပတ်သက်ပြီးပြောတယ်ဒီနောက် psychology နဲ့ပတ်သက်ပြီးတော့ knowledge တွေကို share လုပ်နေတာပါဒါတွေနဲ့မဟုတ်ဘဲနဲ့အဲ့ဒါကိုစိတ်ဝင်စားဘူးလာတခြားကိုယ့်ရဲ့ကုန်ပစ္စည်းလေးတွေရောင်းချင်နေဆိုရင်လည်းရပါတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ script ရေးပေးပါတယ်စေပညာလေးတွေကိုပြောချင်တယ်ဒါမှမဟုတ်အလှပနဲ့ဆိုင်တဲ့ဒီ beauty နဲ့ဆိုင်တဲ့ဒီဟွာလေးတွေပေါ့နော်ဟိုကုန်ပစ္စည်းလေးတွေရောင်းတာပဲဖြစ်ဖြစ်နော် marketing အစစရအားလုံးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်မလာပြီးတော့ script အပ်လို့ရပါတယ်အဲ့ဒါလေးသတင်းကောင်းပါတာပါကျေးဇူးတင်ပါတယ်